Movie Vibes မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမှာကတော့2010ကထွက်ရှိခဲ့တဲ့ Iron Doll ဆိုတဲ့ဇာတ်ကားရဲ့ recap ပါ။ရင်ကောင်တွေသူမျက်နှာပေါ်မှာရှောက်သားနေချိန်မှာပဲမတ်ခါခေါင်းအရမ်းကိုက်ပြီးမြေပြင်ပေါ်မှာနိုးလာပါတယ်။အဲ့ဒီအချိန်မှာပဲအနံ့တစ်ခုရလို့လှည့်ကြည့်လိုက်တဲ့အခါရင်ကောင်တွေဝိုင်းကိုက်နေတဲ့ကြက်တီတကောင်ကိုတွေ့လိုက်ရပါတယ်။မတ်လန်ဘီထထိုင်လိုက်တဲ့အခါသူဟာအလွန်ထူးဆန်းတဲ့အခန်းတစ်ခုထဲကိုရောက်နေရကိုသတိပြုမိသွားပါတယ်။အဲ့ဒီအခန်းထဲမှာနေရန်နာကဘီရိုတစ်လုံးနဲ့ညနေချက်ကမိတီကလွဲလို့ဘာမှမရှိပါဘူး။ကြီးမားတဲ့တန်တကာကိုကြည့်ချင်အဖြစ်ဒါဟာလုံးချုံရိပ်ခန်းတစ်ခုဖြစ်ကြောင်းသိနိုင်ပါတယ်။မတ်ကတကားကိုဖွင့်ဖို့ကြိုးစားပေမယ့်လက်ကင်ကလုံးဝမလုပ်ပါဘူး။အိမ်နောက်သူကတကားကိုထူရိုက်ပြီးတကားဖွင့်ပေးဖို့အော်ဟစ်တောင်းဆိုပါတယ်။ဒါပေမဲ့ဘယ်သူမှပြန်မထူပါဘူး။သူဖုန်းသုံးဖို့ကြိုးစားတဲ့အခါမှာလည်းလိုင်းမရှိပါဘူး။ဗီဒီယိုကိုလည်းဖွင့်ဖို့ကြိုးစားပေမဲ့တော့ခလောက်ကမလုပ်သလိုအတွင်းကိုလည်းမမြင်ရပါဘူး။သူကဗီဒီယိုကိုအနံ့ခံဖို့ကြိုးစားတဲ့အခါရင်ကောင်တွေကသူကိုထပ်နောက်ရှက်ပြန်ပါတယ်။မတ်ကလုံချုံကင်မရာတွေကိုလိုက်ရှာပေမဲ့တခုမှရှာမတွေ့ပါဘူး။သူကိုအမြန်ဆုံးမကယ်ထုတ်ဘူးဆိုရင်အခန်းထဲမှာသိပေါက်ပြမယ်လို့ချိန်ချပါတယ်။ဘယ်သူမှပြန်မထူတာကြောင့်သူဟာဆဲဆိုရင်နေရံမှာသိပေါက်လိုက်ပါတယ်။နိုင်ရင်နိုင်ငယ်ကြတဲ့အထိမတ်ကသူဒီကိုဘယ်လိုရောက်လာလဲဆိုတာကိုစဉ်းစားနေပေမဲ့ဘာမှသိမမှန်မိပါဘူး။ဘယ်သူမှသူကိုလာမခေါ်ဘူးဆိုရင်ကျမ်းမြင့်မော်မှာဝမ်းပါပြေးရတော့မယ်ဆိုတာသူသိလိုက်ရပါတယ်။အိမ်နောက်သူဖိုက်စားတဲ့သူ့အထက်လူကြီးစီဖုန်းဆက်ဖို့လိုတယ်လို့အော်ဟစ်ပါတော့တယ်။သူတကားကိုသူ့ကပတ်ကိုပါချွတ်ပြီးရိုက်ပေမဲ့ဘာမှမထူချပါဘူး။ဘယ်သူမှပြန်မထူတာနဲ့အငြင်းညူပြီးနောက်မတ်ကဘီရိုကိုစတင်ကမ်းမာတော့တယ်။ဒါလည်းအချီးနှီးပါပဲ။အိမ်နောက်သူဘီရိုပေါ်တက်ပြီးအပြင်ထုတ်ပေးဖို့ထပ်မံအော်ဟစ်တောင်းဆိုပါတယ်။နောက်တစ်နေ့မှာကြက်တီကောင်မှလောက်တွေထွက်လာပါပြီ။မတ်ခါကျမ်းမြေမော်မှာပဲထက်အိတ်လိုက်ရပြီးနိုးလာတဲ့အခါဘာမှပြောင်းလဲမသွားတာကိုတွေ့လိုက်ရပါတယ်။သူဖုန်းကိုစစ်ဆေးရင်မတော်တဆပြုတ်ကျပြီးဖုန်းခွဲသွားပါတယ်။လိုင်းလည်းမရှိရကြောင့်ဖုန်းကဘာမှအသုံးမဝင်ပါဘူး။ရင်ငတ်တာကိုမခံနိုင်တော့တဲ့အတွက်မတ်ကသူ့ဖက်နှက်ထဲစီးသွားပြီးတောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အရာသားကအရန်ဆိုတာကြောင့်ဒါဟာဘီယာလို့စိတ်ထဲမှာမှတ်ယူပြီးတောက်ခဲ့ပါတယ်။ထပ်မံအော်ဟစ်ပြီးရဲ့နောက်ဆိုနီရဲ့ဖက်နှက်ကိုပြန်စီပြီးတကားနာကကြက်သေးကိုကန်ထုတ်လိုက်ပါတယ်။အိမ်နောက်မီတီကိုရိုက်လိုက်အခါအတင်းမှာတခုရှိနေရသတိပြုမိသွားပါတယ်။ပြုတ်ချလာအောင်အားနဲ့ထက်ရိုက်လိုက်တဲ့အခါတော်တချောင်းကိုတွေ့လိုက်ရပါတယ်။သူဘီရိုကိုဖွင့်လိုက်တဲ့အခါဓာတ်ငွေဘူးနှစ်ဘူးနဲ့ကရိယာအချုပ်ကိုတွေ့ရပါတယ်။မတ်ခါတူနဲ့ဆောက်ကိုသုံးပြီးတကားကိုထူပါတယ်။စီရီပဲကွာကျသွားပြီးတန်တကားကတော့အရာတော်မထင်ပါဘူး။နောက်တော့သူဓာတ်ငွေဘူးတွေကိုဖွင့်ဖို့စူးစမ်းပြီးကရိယာတစ်ခုရဲ့အကူအညီနဲ့ဖွင့်နိုင်ခဲ့ပါတယ်။သူကအချိန်တော်ကြာတက်ဆင်းတဲ့အခါနောက်ဆုံးမှာတော့ဂဟေစောတဲ့မိတစ်ခုကိုရရှိသွားပါတယ်။သူကချက်ချင်းဆိုသလိုမျက်နှာချက်ကမိသက်ရေဖြန်းကောင်းကိုမီးနဲ့မြိုက်ပေမဲ့ဘာမှဖြစ်မလာပါဘူး။အိမ်နောက်တကားကိုမီးနဲ့မြိုက်လိုက်ပါတယ်။တန်တကားမှာမီးလောင်ရပဲထင်ကျန်ခဲ့ပြီးပြန်မသွားပါဘူး။လောင်သွားတဲ့နေရာကိုတူနဲ့ထူကြည့်ပါသေးတယ်။ဒါပေမဲ့အချီနေပါပဲ။ဒေါသထွက်လာတဲ့မတ်ခါဗီဒီယိုကိုကျမ်းမြေမော်လွှတ်ပစ်ပြီးခဏကြာအောင်ရိုက်နှက်နေပါတော့တယ်။အိမ်နောက်ဗီဒီယိုပေါ်တက်ပြီးမိသက်ရေဖြန်းကောင်းကိုတူနဲ့ရိုက်ခွဲလိုက်ပါတယ်။မတ်ခါအရာအလုံးကိုအစိမ့်စိမ့်အမွားမွားဖြစ်သွားတဲ့အထိဒေါသတကြီးလိုက်ဖြတ်စီပါတော့တယ်။သူခနာကိုထဲကရေတက်တွေအလဟတ်တကုံဆုံးနေပြီဆိုတာသိလိုက်မှသူရက်လိုက်ပါတယ်။သူ့ရဲ့အခြေအနေကိုပြန်သုံးသပ်ကြည့်တဲ့အခါတစုံတစ်ယောက်ကသူ့ကိုနှိပ်စက်ပြီးဖြည်းဖြည်းချင်းတက်ချင်နေရလို့ကောက်ချက်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနေရံမှာအပေါက်တစ်ခုကိုသတိပြုမိသွားပြီးကရိယာရီနဲ့အဲ့ဒီအပေါက်ကိုစတင်ချေပါတော့တယ်။အလုံးလုံးနေရင်မျက်စိထဲဖုန်နေဝင်လာပေမဲ့ဒါကသူ့ကိုပို့ပြီးဒေါသထွက်စေသလိုကလေးစားချစ်ချင်းစိတ်ကိုပို့ပြင်းထန်စေပါတယ်။တူနဲ့ထူရင်လက်ကိုထိခိုက်မိတဲ့တိုင်အောင်မက်ကမနာတန်လှုပ်ဆောင်နေပြီးအားပြန်ဖြေဖို့နားတဲ့အချိန်မှသာရန်နာပါတယ်။နောက်ဆုံးမှသူအရန်ပင်ပန်းလာပြီးအသက်ရှူဖို့ခက်ခဲလာပါတယ်။ဒါကြောင့်သူဓာတ်ငွေဘူးထဲကဂက်စ်အချို့ကိုရှူမိပြီးသတိလက်သွားပါတယ်။ကန်ကောင်းထောက်မှစွာနဲ့သူ့ချက်ချင်းပြန်နိုးလာပြီးဘေးအန်ဒီရဲ့မဖြစ်ခင်ဂက်စ်ဘူးကိုပြန်ပိတ်လိုက်နိုင်ပါတယ်။သူဟာချက်သေးကောင်ကလောက်ခေါင်တွေကိုဒါတွေကကျမ်းမာရေးနဲ့ညီညွတ်တယ်လို့သိရောပြီးစားလိုက်ပါတယ်။အရာသားကအလွန်ဆိုးပေမဲ့သူတက်နိုင်သလောက်များများစားပါတယ်။နောက်ဆုံးမှာတော့သူ့ဖနှက်ထဲကိုထပ်ပြီးစီးသွားပြီးပြန်တောက်လိုက်ရာအန်ပင်အန်ဆင်သွားပါတယ်။နယံကိုအတော်ကြာသူပြီးရဲ့နောက်မတ်ခါတန်ကူကွန်ကရစ်အတားစီတွေကိုတွေ့လိုက်ရပါတယ်
သူကတန်တွေကိုအောင်မြင်စွာဖျက်တောက်ပြနိုင်ခဲ့လို့ရီမောပျော်ရွှင်သွားပါတယ်။သူမကြခင်အပြင်ရောက်တော့မယ်လို့ကြွေးကြော်ပါတယ်။အဲဒီနောက်ဘီရိုပေါ်မှာပဲအိပ်ပျော်သွားပါတယ်။ခဏအကြာမှာရင်ကောင်တွေကသူ့ကိုထန်နိုးတာကြောင့်နယံကအပေါက်ကိုချက်ချင်းပြန်တူပါတယ်။ဒီတခါတော့သူတစ်ဖက်ခြမ်းကိုရောက်တဲ့အထိအကြာကြီးလုံနိုင်ခဲ့ပါတယ်။သူ့ကိုယ်လုံးတိုးလို့ရလောက်တဲ့အထိအပေါက်ကိုထက်ချေပါတယ်။အတော်လေးရုန်းကန်ပြီးရဲ့နောက်တစ်ဖက်ခန်းထဲကိုရောက်သွားတဲ့အခါသူ့ရဲ့အခန်းလိုမျိုးပဲအခြားလုံခြုံရေးထမ်းတစ်ခုကိုတွေ့လိုက်ရလို့စိတ်ပြတ်သွားပါတယ်။ဒီတကားကလည်းဖွင့်လို့မရတာကြောင့်သူ့ဒေါသတကြီးနဲ့တကားကိုထူရိုက်ပါတော့တယ်။မက်ကလေးကြည့်လိုက်တဲ့အခါပြုတ်ကျနေတဲ့မိအိမ်တစ်လုံးခေါင်းတလားတစ်ခုနဲ့ညနေချက်ကဆွဲကျူတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲဒီကျိုးကိုဆက်လိုက်တဲ့အခါမီးလင်းလာပါတယ်။ခေါင်းတလားထဲမှာဘာရှိမလဲဆိုတာစိုးရိမ်တာကြောင့်လက်နဲ့အဖြစ်သုံးရအောင်နယံပေါက်ကနေတဆင့်သူ့ရဲ့ဆောက်ကိုလှမ်းယူလိုက်ပါတယ်။အခေါင်ထဲမှာအိပ်ပျော်နေတဲ့အမျိုးသမီးတဦးကိုတွေ့ရပါတယ်။အမျိုးသမီးကိုအနှဲငယ်တို့ကြည့်ပေမဲ့ဘာမှမထူးခြားပါဘူး။ဒါပေမဲ့ခဏကြာမှတော့အဲ့ဒီအမျိုးသမီးကအော်ဟစ်ပြီးနိုးလာပါတယ်။မက်ကသူ့ကိုရန်ပြုတ်မဲ့ထင်ပြီးအော်ဟစ်ရင်တကားစီပြေးသွားပါတယ်။တကားကဖွင့်မရတာကြောင့်အဲ့ဒီအမျိုးသမီးကနယံပေါက်ကနေတဆင့်အခြားခန်းထဲကိုကူးသွားပါတယ်။မက်ကနောက်ကလိုက်ဖို့ကြိုးစားပေမဲ့သူမပိုပြီးအော်ဟစ်တာကြောင့်သူနောက်မှာပဲကြံခဲ့ပါတယ်။အမျိုးသမီးကအပေါက်ထဲကနေကြွက်သေးကိုလှမ်းပစ်လိုက်မှသာသူရည်ရရက်သွားပါတယ်။မက်ကမိပိတ်ပြီးခေါင်းတလားထဲမှာအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အမျိုးသမီးကတော့အခန်းကိုစစ်ဆေးပြီးတောင်းတစ်ခုမှစီးသွားလိုက်ပါတယ်။နောက်တနေ့မှအမျိုးသမီးကဆောက်ကိုကိုင်းပြီးအပေါက်ကနေကူလာကမက်နိုးလာတဲ့အထိတိုးပါတယ်။သူတို့တွေပိတ်မိနေတော့မယ်ဆိုတာသတိပြုမိပြီးသူကနောက်တစ်ခါပြန်အိမ်ဖို့လုပ်ပါတယ်။ဒါကြောင့်အမျိုးသမီးကမိရိအကုံဖွင့်ပြီးသူ့ကိုဆောက်လန့်ပေးပါတယ်။မက်ကခေါင်းတလားထဲကထွက်ဖို့ကြိုးစားရင်ပြုတ်ကျသွားပါတယ်။အဲဒီနောက်အမျိုးသမီးကသူ့ကိုတူထပ်ပေးလိုက်ပါတယ်။သူမကမက်ကိုနောက်ထပ်အပေါက်တစ်ခုဖောက်စေချင်တာပါ။ဖောက်မဲ့နေရာကိုသူမကိုရွေးခိုင်းပြီးမက်ကသူမကိုစောက်ကင်ခိုင်းပြီးသူကတူနဲ့ထူပါတယ်။ဒါပေမဲ့အမျိုးသမီးကထိခိုက်မှကြောက်လို့လက်ကိုပြန်ယုံလိုက်ပါတယ်။ဒီလိုဆိုရင်သူမကပူပေါင်းဆောင်ရွက်မှုမရှိတာကြောင့်မက်ကစိတ်ဆိုးသွားပါတယ်။အဲဒီနောက်မက်ကဆောက်ကိုကိုင်းပြီးသူမကိုတူနဲ့ထူခိုင်းဖို့သဘောတူလိုက်ပါတယ်။အမျိုးသမီးကအားနဲ့မထူနိုင်တာကြောင့်နယံမှာအရာတော်မထင်ပါဘူး။ဒါကြောင့်မက်ခါသူ့ဘာသာသူပဲအားလုံးကိုပြန်လို့ရပါတော့တယ်။သူနားနေတဲ့အချိန်တိုင်းမှာသူမကလည်းအနှဲငယ်ကူလုပ်ပေးပေမဲ့လက်ကိုပဲထိခိုက်မိသွားပါတယ်။မက်ခါသူမအကိုကြည့်ရင်ဘသူကသူတို့ကိုဒီမာလာပိတ်ထားတာလေလို့တွေးတောနေမိသလိုသူမအပေါ်မှာလည်းစိတ်ဝင်စားမှုစတင်ဖြစ်ပေါ်လာပါတယ်။ရုတ်တရက်အမျိုးသမီးကစီးသွားဖို့အခြားခန်းထဲကိုပြေးသွားရာမက်ကသူ့နောက်လိုက်သွားပါတယ်။သူမကိုအတ္တမပြုတ်ကျင်မဲ့ထင်ပြီးကောက်ကွဲဖို့ဖန်ခွဲစားတစ်ခုကိုကောက်ကင်လိုက်ပါတယ်။သူကသူ့ဖနက်တစ်ဖက်ကိုသူမစီလွန်ပစ်လိုက်ပြီးအမှုအရာနဲ့သူတောက်ဖို့အတွက်ဖနက်ထဲစီသွားပေးဖို့တောင်းဆိုလိုက်ပါတယ်။အစာပိုင်းမှာအမျိုးသမီးကညှင်းဆန်ပေမဲ့သူကအော်ဟစ်တောင်းဆိုလိုက်မှစိတ်ပြောင်းသွားပါတယ်။သူမကမက်ကိုကြော်ခိုင်းပြီးမှစီသွားကဖနက်ကိုပြန်ပေးလိုက်ပါတယ်။အဲဒီနောက်မက်ခါသူမရဲ့စီကိုတောက်လိုက်ပြီးသူမရေတက်ရအောင်အနှဲငယ်ချမ်းထားပေးပါတယ်။သူကလောက်ကောင်ချိုကိုလည်းစားပြီးသူမကိုမျှပေးပေမဲ့သူမကညှင်းပယ်ခဲ့ပါတယ်။မက်ကကြက်တီကိုစားဖို့စဉ်းစားတဲ့အခါအမျိုးသမီးကတားဆီးလိုက်ပါတယ်။နောက်တော့မက်အလုံးလုံးနေချိန်မှာအမျိုးသမီးကအာဖရိကကသူမရဲ့အိမ်အကြောင်းတွေပြောပြီးငိုနေပေမဲ့မက်ကတော့နားမလဲပါဘူး။သူမကိုမက်ကတချင်တွေအတန်ပြင်းနဲ့အော်ဆိုပြရာအမျိုးသမီးကရီမောသွားပါတယ်။သူကသူမကိုလည်းတချင်ဆိုခိုင်းရာသူမကတာယာတဲ့အတန်လေးနဲ့ရိုးရာတချင်တစ်ပုတ်ကိုတီးဆိုပြပါတယ်။သူမကစီချန်ကြီးအောင်နှယံကိုပုတ်ပေးပြီးမက်ကလည်းအဲ့ဒီစီချက်အတိုင်းတူနဲ့လိုက်ထူပါတယ်။အာယုံလွန်သွားပြီးမက်ကသူ့လက်ကိုတူနဲ့ထူမိသွားပါတယ်။တွေးထွက်နေရကိုတွေးတော့အမျိုးသမီးကသူမရဲ့အုတ်ထုတ်ကအစာနာကိုဆုပ်ဖြဲပြီးသူ့လက်ကိုပတ်တီးစီပေးပါတယ်။အခုတော့မက်ကဆောက်ကိုကိုင်းပေးပြီးသူမကိုတူနဲ့ထူခိုင်းယုံကားလွယ်လို့ရွေးချယ်စရာမရှိတော့ပါဘူး။သူမကအရန်နေပေမဲ့လည်းမတော်တဆမက်ရဲ့လက်ကိုပဲထိမိသွားပါသေးတယ်။ဒါပေမဲ့မက်ကအဆင်ပြေပါတယ်လို့ပြောပြီးသူမကိုဆက်လုပ်ခိုင်းပါတယ်။ရုတ်တရက်တကားလက်ကိုင်းကလှူရှားလာပါတယ်။အမျိုးသမီးကတကားဖွင့်ဖို့ပြေးလွှားသွားပေမဲ့ဖွင့်မရပါဘူး။မက်ကလည်းနောက်ကလိုက်ပြီးစူးစမ်းကြည့်ပေမဲ့မအောင်မြင်ပါဘူး။သူကအကူကြီးတောင်းပြီးတကားကိုထူရိုက်နေချိန်မှာအမျိုးသမီးကငိုနေပါတယ်။မက်ကနေရန်စီပြန်သွားပြီးအမျိုးသမီးကိုတူနဲ့ပြန်ထူခိုင်းပါတယ်။အဲ့ဒီအချိန်မှာတကားလက်ကိုင်းကထလှုပ်လာပြီးအမျိုးသမီးကသွားဖွင့်ပေမဲ့ဖွင့်မရပြန်ပါဘူး။ဒေါသထွက်နေတဲ့မက်ကသူတို့ကိုဖမ်းထားတဲ့သူကိုတက်ပစ်မယ်ဆိုပြီးချိန်ဆဲပါတယ်။အမျိုးသမီးကတူနဲ့စာထူတာနဲ့
တကားလက်ကိုင်းကထက်လို့လာပါတယ်။ဒါဟာထောင်ချောက်တစ်ခုဖြစ်ကြောင်းမက်ကပြောပြပြီးဒါကိုဂီယူမဆိုင်ဖို့သူမကိုပြောပြလိုက်ပါတယ်။သူတို့နေရန်ကိုထုလေးလေးတကားလက်ကိုင်းကပိုးလုံးလေးလေးဖြစ်ပြီးသူတို့တကားဘက်ကိုလှည့်ကြည့်လိုက်မှသာရက်သွားတာဖြစ်ပါတယ်။ဒါကိုသတိပြုမိသွားတဲ့အခါသူတို့နှစ်ဦးဟာတကားကိုမကြည့်မိအောင်နောက်ပြန်လျှောက်ပြီးတကားစီကိုသွားကြပါတယ်။ဒီတကားတော့သူတို့တကားဖွင့်နိုင်သွားပြီးအခြားအခန်းတစ်ခုထဲကိုရောက်သွားပြန်ပါတယ်။ဒီအခန်းထဲမှာတော့တူထားတဲ့အုပ်ကူတစ်ခုဘာသာသားမှမပါတဲ့အနီရောင်ကူဗိတ်မှန်တိုင်းနဲ့ပြုတ်ကျနေတဲ့မီးဆိုင်တစ်ခုကိုတွေ့ရပါတယ်။မက်ကအုပ်ကူထဲစစ်ဆေးကြည့်ပေမဲ့ဘာမှမရှိပါဘူး။သူတို့အုပ်ကူထဲမှာပဲဆက်တူးဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါပေမဲ့သူတို့စာတူးတဲ့အခါမှာတကားကဘာမှမထူးခြားပါဘူး။နိုင်ပေါင်းများစွာတူပြီးတဲ့နောက်မက်ကအဖျားတက်ပြီးလဲကျသွားပါတယ်။သူဟာသူတို့ကိုဖမ်းထားသူတွေကိုဒေါသကြီးဆဲဆိုပြီးသူတို့ကိုဒီအမျိုးသမီးကိုစားစီချင်တာလားလို့တွေးမိပါတယ်။အမျိုးသမီးကသူမသိတော့မယ်လို့ထင်နေပေမဲ့မက်ကတော့အဲ့လိုရိုးစရာကောင်းတဲ့အလုပ်မျိုးဘယ်တော့မှမလုပ်ပါဘူးလို့ကတိပေးပြီးစိတ်ဓာတ်ကြကငိုကြွေးပါတယ်။အဲ့နောက်အမျိုးသမီးကသူ့လက်ကိုခေါ်ပေမဲ့သူကမလုပ်ချင်တာကြောင့်သူမကသူ့ကိုပိုင်းရိုက်လိုက်ပါတယ်။မက်ဟာအားမရှိရတာကြောင့်အမျိုးသမီးကသူ့ကိုအပေါက်ထဲကထွက်နိုင်အောင်ကမ်းပြီးဆွဲထုတ်ပြီးခဲ့ရပါတယ်။အခုတော့သူမကိုယ်တိုင်စိတ်ဓာတ်ကြလာပါပြီ။အဲ့နောက်သူမရဲ့မျက်ရည်တွေကိုမက်ရဲ့ပါးစပ်ထဲထည့်ပေးပြီးရေဓာတ်ဖြည့်ပေးပါတယ်။အခြေအနေတွေဆိုးလာတဲ့အခါသူမကမက်ရဲ့အဝတ်စားတွေကိုချွတ်လိုက်ပြီးသူတို့နှစ်ဦးဟာကျမ်းမြင့်ပေါ်မှာပဲချစ်တင်းနှီးနှောခဲ့ပါတယ်။မက်နိုးလာတဲ့အခါရင်ခေါင်တွေအစားသူ့ရဲ့လက်တွဲဖော်ကိုဘေးမှာတွေ့လိုက်ရပါတယ်။သူကအခင်းတွေကိုခွာယူကအမျိုးသမီးကိုဆောင်ဖြစ်ချုံပေးပြီးပြန်အိပ်ပျော်သွားပါတယ်။ခဏအကြာမှာတကားလက်ကိုင်းငါးစားပြီးလဲလာတာကြောင့်မက်ကအမျိုးသမီးကိုချက်ချင်းနှိုးလိုက်ပါတယ်။သူတို့ဟာတရားကိုတရားဖေးမပြီးတကားကိုမကြည့်ပဲနောက်ပြန်လျှောက်သွားကြပါတယ်။တကားပွင့်သွားတဲ့အခါသူတို့လည်းကြည့်လိုက်ရမှာတော့သူတို့ဟာကောင်းကင်ဘုံကိုရောက်နေရကိုတွေ့လိုက်ရလို့အံ့ဩသွားကြပါတယ်။တကယ်တော့သူတို့ဟာအာဒန်နဲ့အေဝါလိုမျိုးဖြစ်ပြီးပူပေါင်းဆောင်ရွက်မှုနဲ့စ조사အားထုတ်မှုတွေရှိမှသာပျော်ရွှင်မှုကိုရရှိပိုင်ခွင့်ရှိရဲဆိုတာကိုသင်ယူခဲ့ရတာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်။အပတ်စဉ်စိတ်ဝင်စားစရာစကားတွေကိုတင်ဆက်ပေးသွားမှာမလို့ subscribe လေးလုပ်ထားပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်